သခင်ယေရှုကသူပေးတဲ့ထာဝရအသက်အကြောင်းပြောဆိုခဲ့သလိုလူတွေဟာနောင်တရပြီးကယ်တင်ခြင်းသတင်းကောင်းကိုယုံကြည်ဖို့လိုကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်လူတွေဟာသူတို့အပြစ်ကသူတို့ကိုစီရင်နေကြောင်းသိရှိဖို့လိုအပ်ပါတယ်နီကောဒင်လိုပဲလူတွေဟာသူတို့ရဲ့ကောင်းတဲ့အသက်တာသူတို့ရဲ့ကောင်းမှုနဲ့သူတို့ကိုသူတို့ကယ်တင်လို့မရနိုင်ဘူးဆိုတာကိုသိမှတ်ထားဖို့လိုအပ်ပါတယ်သခင်ယေရှုပြောတာကမောရှေအနေနဲ့တောမှာမွေကိုမြောက်ထားခဲ့တယ်လို့သူကလည်းမြောက်ထားခြင်းကိုခံရမယ်သူကိုယုံကြည်တဲ့သူတိုင်းဟာလည်းပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရရှိမှာဖြစ်တယ်ထာဝရအသက်ကိုညှင်းပယ်တာဟာထာဝရသေခြင်းကိုရွေးချယ်တာဖြစ်တယ်ငရဲဘုံဆိုတာဘုရားသခင်နဲ့ထာဝရဝေးကွာရာနေရာဖြစ်ပြီးညှဉ်းပန်းနှိပ်စက်ခြင်းရှိတဲ့နေရာဖြစ်ပါတယ်သခင်ယေရှုသတိပေးထားတာကလူတွေဟာသခင်ယေရှုကိုမေရှိယဖြစ်ကြောင်းမယုံကြည်ဘူးဆိုရင်သူတို့တွေဟာသူတို့ရဲ့အပြစ်ကြောင့်သေရမှာဖြစ်တယ်ဖျားသခင်ကလူတွေအတွက်သခင်ယေရှုအားဖြင့်ကယ်တင်လမ်းတစ်လမ်းကိုပြင်ဆင်ပေးခဲ့ပါတယ်သခင်ယေရှုကလူတွေလွတ်မြောက်စေဖို့ရန်အကြီးမားဆုံးအဖို့အခကိုပေးဆက်ခဲ့တယ်သခင်ယေရှုဟာလူတွေအတွက်ပသခါသိုးတငယ်ဖြစ်လာခဲ့ပါတယ်ပသခါပွဲမှာစားတောက်နေစဉ်သခင်ယေရှုကမကြာခင်ဖြစ်ပျက်မဲ့အရာတွေကိုသိရှိခဲ့ပါတယ်တပည့်တော်12ပါးကယူဒာဟာသူဆုံးဖြတ်ချက်ချထားတဲ့အတိုင်းလှုပ်ဆောင်တော့မှာဖြစ်တယ်လို့ဒါဟာလည်းအစအဦးကတည်းကဘုရားသခင်ပြင်ဆင်ခဲ့တဲ့အရာပဲဖြစ်ပါတယ်ကျမ်းစာရဲ့ပထမစာအုပ်ဖြစ်တဲ့ကမ္ဘာဦးကျမ်းခန်းကြီး3အငယ်15မှာဘုရားသခင်ကမေရှိယနဲ့ပတ်သက်ပြီးပထမအဦးဆုံးဂရုတော်ကိုပေးခဲ့ပါတယ်ဘုရားသခင်ကမေရှိယအနေနဲ့စာရန်ရဲ့ခေါင်းကိုကျိတ်လိုက်မယ်စာရန်ကလည်းမေရှိယရဲ့ဖနှောင်းကိုကျိတ်လိုက်မယ်လို့ဆိုထားပါတယ်စာရန်ကိုရှင်းရှင်းပြည့်စည်တဲ့အစီအစဉ်ထဲမှာမေရှိယရဲ့ဖနှောင်းကိုစာရန်ကကျိတ်လိုက်မယ်လို့ဘုရားသခင်ကြိုတင်ပြောထားတာဟာဆင်းရဲဒုက္ခတွေကိုမေရှိယကိုယ်တိုင်ခံစားရမှာဖြစ်တယ်လို့ဆိုလိုတာဖြစ်တယ်ဒါဟာနှစ်ပေါင်းထောင်ချီကြာမှဖြစ်ပျက်လာမဲ့မဟာကယ်တင်ခြင်းအစီအစဉ်ကိုဘုရားသခင်ဖော်ပြခဲ့တာပါအဲ့ဒါနဲ့ပတ်သက်ပြီးတိကျတဲ့ prophet ပြုချက်တွေဟာတမန်ကျမ်းစာထဲမှာပြည့်နေနေတယ်မေရှိယကဘယ်သူဖြစ်လိမ့်မယ်သူဘာတွေလုပ်လိမ့်မယ်ဆိုတာကိုဘုရားသခင်ဖော်ပြခဲ့ပါတယ်ဒါဝိဒ်မင်းကြီးကလည်းမေရှိယပေါ်ပြည့်ရပြုခြင်းကားစဉ်တင်သက်ခြင်းစစ်သားတွေကသူ့ရဲ့ဝိလုံကိုလူယူခြင်းပြီးတော့မေရှိယရဲ့နောက်ဆုံးစကားတချို့တွေနဲ့ပတ်သက်ပြီး prophet ပြုခဲ့တယ်ဒံယေလကလည်းမေရှိယသေခံမဲ့အချိန်ကိုတိကျစွာဟောကိန်းထုတ်ခဲ့ပါတယ်ဟေရှာယကလည်းမေရှိယဟာကြာဖို့နဲ့ရိုင်းနဲ့ခံရမယ်အသက်ခံရမယ်သိုးတငယ်လိုခေါ်ဆောင်သွားခြင်းကိုခံရမယ်လို့ရေးသားခဲ့တယ်ဇာခရိကလည်းသူတို့ထိုးနှက်ခဲ့တဲ့မေရှိယကိုသူတို့မျှော်ကြည့်ကြလိမ့်မယ်လို့ရေးသားခဲ့ပါတယ်ဒီ prophet ပြုချက်တွေနဲ့အခြား prophet ပြုချက်များကိုသခင်ယေရှုခရစ်တော်အားဖြင့်ပြည့်စုံစေခဲ့ပါတယ်သခင်ယေရှုနဲ့တပည့်တော်တွေအတူတကွပသခါပွဲကိုကျင်းပလို့ပြီးမှဂျေရုဆလင်ကနေထွက်ခွာပြီးဆုတောင်းဖို့ရန်မကြာခဏသွားလေ့ရှိတဲ့ဥယျာဉ်စီကိုသွားခဲ့ကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အရင်နဲ့မတူခဲ့ဘူးရှင်မာကုခန်းကြီး14အငယ်34မှာယေရှုပြောတာကငါသည်သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏သခင်ယေရှုကသူအသေးခံမဲ့အချိန်ဟာအလွန်နီးကပ်လာနေပြီဆိုတာကိုသိနေတာကြောင့်အလွန်ပဲဝမ်းနည်းလို့နေပါတယ်ဒါတွေကိုသခင်ယေရှုကအံ့ဩခြင်းမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့သခင်ယေရှုကသူရင်ဆိုင်တွေးကြုံရမယ့်အရာတွေကိုသူတပည့်တော်တို့အား3ချိန်3ခါလောက်ရှင်းပြပြောဆိုခဲ့ပြီးသားဖြစ်ပါတယ်ဥပမာရှင်မာကုခန်းကြီး10အခန်းငယ်33နဲ့34မှာယေရှုပြောတာကလူသားသည်ယဇ်ပုရောဟိတ်ကြီးကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်ထိုသူတို့သည်သေပြစ်ကိုစီရင်၍တပါးမျိုးသားတို့လက်သို့အံ့နံကြလိမ့်မည်သူတို့သည်လည်းလူသားအားပြည့်ရပြုခြင်းရိုက်ပုတ်ခြင်းရွေးနှက်ထွေးခြင်းအသေးသက်ခြင်းကိုပြုကြလိမ့်မည်3ရက်မြောက်သောနေ့၌
ထားမြောက်လိမ့်မည်အလွန်ဆိုးရွားတဲ့နာကျင်မှုနဲ့သေခြင်းတွေတဲ့ပိုတဲ့ဝေဒနာတွေကိုတွေ့ကြုံရတော့မယ်ဆိုတာသခင်ယေရှုသိနေခဲ့ပါတယ်ရှင်ယောဟန်အခန်းကြီး 3 မှာနီကောဒင်ကိုရှင်းပြတဲ့အခါတောမှာမွေရုပ်ကိုမောရှေကမြောက်ထားခဲ့တယ်လို့သခင်ယေရှုကိုယ်၌ကလည်းမြောက်ထားခြင်းကိုခံရမယ်လို့ပြောခဲ့ပါတယ်သခင်ယေရှုကဖျားသခင်ရဲ့ကြိမ်ခြင်းကိုခံယူကာလူသားအလုံးတို့ရဲ့အပြည့်အတွက်အဖိုးအခအလုံးကိုပေးဆက်ရတော့မှာဖြစ်တယ်သူဟာခန္ဓာကိုယ်ရဲ့နာကျင်မှုခန္ဓာကိုယ်သေခြင်းထက်ပိုတဲ့အရာတွေကိုခံစားရမှာမို့အလွန်ပဲစိုးရိမ်တုန်လှုပ်နေရပါတယ်သခင်ယေရှုကအလွန်ဝမ်းနည်းတာကြောင့်သူ့တပည့်တော်တွေနဲ့ခွာပြီးမြေပေါ်မှာပြက်ဝတ်ခါအိုအဖခမည်းတော်ကိုတော်သည်အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါသို့တော်လည်းအကျွန်ုပ်အလိုမဖြစ်ပါစေနှင့်ကိုတော့အလိုအတိုင်းဖြစ်စေပါသခင်ယေရှုဟာထိုညမှာအခုလို3 ချိန်ဆုတောင်းခဲ့ပါတယ်သူရင်ဆိုင်တွေ့ကြုံရမယ့်အရာကနေလွတ်မြောက်စေဖို့အတွက်လူသားမျိုးနွယ်ကိုကယ်တင်ရန်နဲ့အပြည့်ရဲ့ပြဿနာကိုဖြေရှင်းရမှာတခြားနည်းနဲ့ဆောင်ရွက်လို့ရမလားဆိုပြီးသူခမည်းတော်ကိုတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့တခြားနည်းလည်းမရှိခဲ့ပါဘူးဘာသာတရားလိုက်စားမှုကုသိုလ်ကောင်းမှုလုပ်ခြင်းဖျားဖူးခီးထွက်ခြင်းနာခံလိုက်လျှောက်မှုစတဲ့အရာတွေဟာပြည့်ဝစုံလင်မှုမရှိပါဘူးလူသားအလုံးပြည့်ပြုတယ်အပြည့်ရဲ့အခါကလည်းသေခြင်းဖြစ်တယ်ထိုအဖို့အခါကိုတစုံတစ်ယောက်သောသူကပြီးဆက်ရမှာဖြစ်တယ်လူသားမျိုးနွယ်ကိုကယ်တင်ရမှာသခင်ယေရှုအသေးခံရမယ်ဆိုတာကိုသူသိနေခဲ့တယ်သူဆုတောင်းပြီးသွားတဲ့အခါတပည့်တော်တစ်ချိန်နှစ်ပါးဝင်ဖြစ်သောယုဒရှကာရုတ်နဲ့အတူယေဘရဟိကြီးကျမ်းပြုဆရာလူအကြီးကဲများစေလွတ်သောလူစုဝေးပေါင်းတို့သည်ဓာနှင့်ဒုံများကိုကင်လျက်ချက်ချင်းလာကြ၏သခင်ယေရှုပေါ်သစ္စာဖောက်ခါကိုရောကိုအပ်ပေးစေဖို့ရန်ဘာသာရေးခေါင်းဆောင်တွေကတပည့်တော်12ဦးအဝင်တဲကယုဒကိုငွေပေးပြီးသားဖြစ်နေတယ်ထိုသူတို့သည်လာ၍ကိုရောကိုဆွဲကင်ဖမ်းဆီးကြ၏ယေရှုကလည်းသင်တို့သည်ဓမြကိုဖမ်းတဲ့ကဲ့သို့ငါ့ကိုဖမ်းရသောငါဒါနှင့်ဒုံများကိုလက်ဆွဲလျက်လာကြသည်တကားငါသည်ဗိမာန်တော်၌နေတိုင်းဆုံးမဩဝါဒပေးလျက်သင်တို့အလယ်၌ရှိနေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်းမဆီးကြဤသည်မှာကျမ်းစာပြည့်စုံမည်အကြောင်းတည်းသခင်ယေရှုကသူ့အထဲမှာဖြစ်ပျက်တဲ့အရာတွေဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ကျမ်းစာပြည့်စုံလာနေတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။သခင်ယေရှုကဘယ်သောအခါမျှပုန်ကန်မှုကိုမပြုခဲ့ပါ။ကဘာမတီမရှိမီကတည်းကချမှတ်ထားတဲ့ကယ်တင်ခြင်းလုပ်ငန်းကိုသာလှုပ်ဆောင်ခဲ့ပါတယ်။သခင်ယေရှုအဖမ်းခံပြီးနောက်အဲ့ဒီညသကောင်ရန်အချိန်မှာသူ့ကိုစန့်ကျင်တဲ့သူတွေကမတရားဆွဆွဲခဲ့ကြပါတယ်သူတို့ရဲ့အမုန်းတရားကိုအမှန်တရားဖြစ်လာစေဖို့ရန်မမှန်သောသက်သေတွေကိုထွက်ဆိုစေခဲ့တယ်ရှင်မာကုခန်းကြီး14အငယ်55မှာပြောတာကယေဘရဟိကြီးတို့နှင့်လွတ်တော်အရာရှိအပေါင်းတို့သည်ယေရှုကိုတတ်ရမိကြောင်းသက်သေကိုရှာတော်လဲမတွေ့ကြလူများတို့သည်မမှန်သောသက်သေကိုခံကြတော်လဲသူတို့၏သက်သေခံချက်သည်မညီတပန်ယေဘရဟိမင်းကသင်သည်ခရစ်တော်တည်ဟူသောမင်္ဂလာရှိသောဖျားသခင်၏သားတော်မှန်သလောဟုမေးပြန်လျှင်ယေရှုကမှန်ပါ၏လို့ဆိုတယ်
သူဟာဖျားသခင်ရဲ့သားတော်မေရှိယဖြစ်တယ်လို့ပြောတဲ့အခါယေဘရဟိမင်းတုံ့ပြန်တာကဖျားကိုလွန်ကျူး၍ပြောသောစကားကိုသင်တို့ကြားရပြီအဘယ်သို့ထင်မှတ်ကြသနည်းဟုမေးမြန်းလင်ကိုရောသည်အသေးခံထိုက်ကြောင်းကိုထိုသူအပေါင်းတို့သည်စီရင်ကြ၏နည်းနည်းစောစောမှာတော့သခင်ယေရှုကိုချီနှောင်ကယောမမြို့ဝင်မင်းပုံနိပိလတ်ထံသို့ပို့လိုက်ကြတယ်သူတို့ကသခင်ယေရှုကိုဟေရုမင်းစီကိုလည်းပို့လိုက်ကြသေးတယ်ဟေရုမင်းနဲ့ပုံနိပိလတ်မင်းတို့ကတနေရာစီမှာမေကွန်းတွေမေးမြန်းခဲ့ကြပေမဲ့သခင်ယေရှုစီမှာဘာအပြစ်မှရှာမတွေ့ခဲ့ကြပါဘူးထိုပွဲ၌မြို့ဝင်မင်းသည်အကျဉ်းထားသောသူတို့တွင်လူများတို့အလိုရှိသောသူတယောက်ယောက်ကိုလွတ်မြဲထုံးစံရှိ၏ထိုအခါအကျဉ်းထားသောသူတို့တွင်ဗရဘအမည်ရှိသောသူတယောက်ရှိ၏ဗရဘဆိုသူဟာပြီးခဲ့တဲ့စုပူမှုတွေမှာလူသတ်မှုတွေကျူးလွန်ကထားကြွတောင်းကျမ်းသောသူတွေနဲ့အတူအကျဉ်းချထားတာဖြစ်ပါတယ်လူများစည်းဝေးကြသည်ရှိသောပိလတ်မင်းကသင်တို့သည်အဘယ်သူကိုလွတ်စေခြင်းသနည်းဗရဘကိုလွတ်စေခြင်းသလားယေရှုခရစ်ကိုလွတ်စေခြင်းသလားဟုမေးလေ၏ဗရဘကိုလွတ်ပေးပြီးယေရှုကိုတတ်ဖို့တောင်းဆိုစေရန်ယေဘရဟိမင်းနဲ့လူထုခေါင်းဆောင်တွေကလူအုပ်ကြီးကိုတိုက်တွန်းခဲ့ပါတယ်မြို့ဝင်မင်းကဤသူနှစ်ယောက်တို့တွင်သင်တို့သည်အဘယ်သူကိုလွတ်စေခြင်းသနည်းလို့မေးတဲ့အခါဗရဘကိုလွတ်စေခြင်းပါ၏ဟုရှောက်ကြ၏ပိလတ်မင်းကလည်းတို့ပြည်လေယေရှုခရစ်ကိုအဘယ်သို့ပြုရမည်နည်းဟုမေးပြန်တော့ထိုသူပေါင်းတို့ကသူ့ကိုလက်ဝါးကပ်တိုင်မှာရိုက်ထားစေလို့အော်ဟစ်ကြတယ်ပိလတ်မင်းကလည်းဘာကြောင့်လဲသူဘာတွေကျူးလွန်ခဲ့လို့လဲလို့မေးတဲ့အခါထိုသူတို့သည်လက်ဝါးကပ်တိုင်မှာရိုက်ထားခြင်းကိုခံပါစေလို့တာ၍အော်ဟစ်ကြ၏နောက်ဆုံးတော့ပိလတ်မင်းသည်လည်းဗရဘကိုလူများတို့ဟာလွတ်လေ၏ယေရှုကိုကရိုက်ပြီးလင်လက်ဝါးကပ်တိုင်မှာတတ်ခြင်းကအပ်လိုက်လေ၏သခင်ယေရှုကဘုရားသခင်ရဲ့သားတော်ဖြစ်ပေမဲ့ဗရဘကတော့လူသက်သမားဥပဒေချိုးဖောက်တဲ့သူဖြစ်ခဲ့ပါတယ်သခင်ယေရှုကအပြစ်မဲ့ကလွတ်ချင်းခွင့်ကိုခံထိုက်ပေမဲ့ဗရဘကတော့အပြစ်ရှိလို့အသေးသက်ချင်းကိုခံထိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာအပြစ်ရှိတဲ့သူကိုပဲလွတ်ချင်းခွင့်ပေးလိုက်ကြတယ်အပြစ်ရှိတဲ့သူကိုလွတ်ပေးပြီးအသက်ရှင်ခွင့်ပေးလိုက်တာဟာအပြစ်မရှိတဲ့သူကိုအပြစ်စီရင်ချက်ချကအသေးသက်လိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်စဉ်းစားကြည့်လွတ်ချင်းခံတဲ့ထောင်သားဗာရာဘဟာဆိုရင်အမှန်တကယ်တော့သင်နဲ့ကျွန်ုပ်ကိုကိုစားပြုနေတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေဟာလည်းပြည့်ညတ်တော်ကိုချိုးဖောက်နေလို့ပဲဖြစ်ပါတယ်ဖျားသခင်ရဲ့တန်ရှင်းတဲ့ပြည့်ညတ်ချက်တွေကိုကျွန်တော်တို့ချိုးဖောက်ခဲ့ပြီးကျွန်တော်တို့ဟာအပြစ်ရှိလို့စီရင်ခြင်းကိုခံထိုက်တဲ့သူတွေပါဒါပေမဲ့ကျွန်တော်တို့ရဲ့စီရင်ခြင်းကိုသခင်ယေရှုရဲ့အပေါ်မှာတင်လိုက်တာကြောင့်ကျွန်တော်တို့ကလွတ်ချင်းခွင့်ရတာဖြစ်တယ်သခင်ယေရှုအသေးခံတာကြောင့်ကျွန်တော်တို့အသက်ရှင်ခွင့်ရတာဖြစ်တယ်သခင်ယေရှုအသေးမခံခင်သူ့ကိုပိလတ်မင်းကရိုက်နှက်စေခဲ့တယ်အဲ့ဒါကလူမဆန်စွာရိုက်နှက်တာမျိုးဖြစ်တယ်အဲ့ဒီဂျာဘွတ်တွေဟာတရေကျိုးကိုကြစ်ပြီးလှုပ်ထားတာပါတန်လုံးတွေလည်းပါပါတယ်အဲ့ဒါနဲ့ရိုက်တော့လူကိုအတွင်းကျေစေပါတယ်အယိုးအကွဲအစတွေကိုလည်းတရေကျိုးနဲ့အတူကြစ်ထားတာမို့လူရဲ့အသားကိုအလျားလိုက်စုပ်ပြဲစေပါတယ်အဲ့ဒီလိုရိုက်နှက်တာနဲ့တင်လူတော်တော်များများကသေသွားကြပါတယ်ကိုရောဟာညီမောင်းသောဝတ်ကိုဝတ်စေ၍စူးပင်နှင့်ရက်သောဥယျာဉ်ကိုတင်ပြီးလင်ယူရရှင်ဘုရင်ကိုရောသည်မင်္ဂလာရှိစေတည်းဟုကောင်းကြီးစကားကိုပြောကြ၏အကြိမ်ကြိမ်ခါခါခေါင်းတော်ကိုကျူလုံးနဲ့ရိုက်ခြင်းရွေးနဲ့ထွေးခြင်းကိုပြုကြ၏ရှေ့တော်မှာဒူးထောက်၍ပြတ်ဝစ်ခြင်းကိုလည်းပြုကြ၏ထို့သို့ကိုတော်ကိုပြည့်ရပြုသည့်နောက်
ညီမောင်သောဝတ်ကိုချွတ်၍ဝတ်တော်ကိုဝတ်ပြန်စေပြီးလင်လက်ဝါးကတိုင်မှာရိုက်ထားခြင်းကထုတ်သွားကြ၏နနက်9 နာရီချိန်မှာဂျူးလူမျိုးလက်သမားဆရာတဦးရဲ့တုံခါနေတဲ့လက်ကိုဆွဲဆန့်ကကားစဉ်တင်ခဲ့ကြတယ်ဒီလက်တွေဟာနူနာဆွဲတဲ့သူတွေကိုကုသပေးခဲ့တဲ့လက်တွေပါအပြစ်သားတွေနဲ့အပေခံလူသားတွေပေါ်မှာလည်းလက်တင်ပေးခဲ့တာပါအခုတော့တန်မိုးရိုက်ချင်းခံနေရပြီသခင်ယေရှုကသူတို့ကိုဘာလို့မတားခဲ့တာလဲမတက်နိုင်လို့လားဒီလက်တွေဟာသေခြင်းနဲ့နတ်ဆိုးတွေကိုအာနာနဲ့အမိန့်ပေးခဲ့တဲ့သူ့ရဲ့လက်တွေပဲမဟုတ်လားဒီခြေတွေကလည်းရေပေါ်မှာလမ်းလျှောက်ခဲ့တဲ့သူ့ရဲ့ခြေထောက်တွေပဲမဟုတ်လားဟုတ်ပါတယ်မှန်ပါတယ်ကားစဉ်တင်တတ်တာကိုသခင်ယေရှုကတားဆီးနိုင်ပေမဲ့သူမတားဆီးခဲ့ပါဘူးလက်ဝါးကတိုင်မှာတန်မိုးနဲ့ရိုက်တတ်တော်လဲသင်ကိုချစ်တဲ့မေတ္တာနဲ့အဲ့ဒါကိုသူခံယူခဲ့တယ်တန်မိုးနဲ့ရိုက်ခံလို့နာကျင်နေချိန်သွေးထွက်လွန်တာကြောင့်ခေါင်းမူနေချိန်ခန္ဓာကိုယ်ပျက်စီးကအယိုးအစ်စ်လွဲလို့ဆက်ဆက်တုန်ခါနေချိန်မှာသခင်ယေရှုကအိုအဖာသူတို့ရဲ့အပြစ်ကိုခွင့်လွှတ်ပါသူတို့ဘာလုပ်နေတယ်ဆိုတာသူတို့မသိကြပါဘူးလို့ဆုတောင်းခဲ့တယ်မွန်းတဲ့ချိန်မှစ၍၃ချက်ဒီအချိန်တိုင်အောင်ရေတပြင်လုံး၌မှောင်မိုက်အထိဖြစ်လေ၏အမောင်တူကြီးဟာအချိန်အားဖြင့်3 နာရီလောက်မွန်းတဲ့အချိန်မှ3 နာရီအချိန်ထိရေတပြင်လုံးလွှမ်းမိုးခဲ့ပါတယ်သခင်ယေရှုကလက်ဝါးကတိုင်ပေါ်မှာ6 နာရီလောက်ချိတ်ဆွဲခံရပြီးနောက်သူဟာပေါ်ပြလို့မရတဲ့နာကျင်မှုတွေကိုခံစားခဲ့ရပါတယ်ထိုအခါသခင်ယေရှုကအေလိအေလိလာမရှာဖခတ်တာနိဟုကြီးသောအသံနှင့်ကြွေးကြော်တော်မူ၏ဒီဝိညာဉ်ထွက်ခွာခြင်းဟာအပြင်းထန်ဆုံးခံစားချက်ပဲဖြစ်ပါတယ်နှစ်ကောရိန္သုအခန်းကြီး9 အငယ်21မှာပြောတာကဖျားသခင်သည်အပြစ်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏ကျွန်တော်တို့အပြစ်ကိုအပြစ်မရှိတဲ့သခင်ယေရှုအပေါ်မှာတင်လိုက်တာဖြစ်တယ်ဟေရှာအခန်းကြီး53အခန်းငယ်6မှာပြောထားတာကထာဝရဘုရားသည်ခတ်သိမ်းသောငါတို့၏အပြစ်များကိုသူ့ပေါ်၌တင်တော်မူ၏ဒီတော့ထာဝရဘုရားသခင်ကငါတို့ရဲ့အပြစ်စီရင်ခြင်းအားလုံးကိုယူဆောင်ကသူ့ရဲ့သားတော်ပေါ်မှာသွန်းလောင်းလိုက်တာဖြစ်တယ်ဟေရှာယအခန်းကြီး53ခန်းငယ်9မှာပြောတာကထိုသူသည်ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နှိပ်စက်ခြင်းကိုခံရလေ၏ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၏သခင်ယေရှုရဲ့စကားကိုဆင်ခြင်ကြည့်ပါငါ၏အဖလို့မဆိုဘဲနဲ့ငါ၏ဖျားလို့ဆိုထားတယ်ကားတိုင်းပေါ်မှာသခင်ယေရှုဟာတင်တဲ့ကျွန်ုပ်လူမျိုးအပြစ်သားတွေခံစားရမယ့်ဖျားသခင်ရဲ့အမျက်တော်ကိုကျွန်တော်တို့ကိုယ်စားခံယူခဲ့ပါတယ်ဒါဟာအပြစ်သားများဖြစ်တဲ့ကျွန်တော်တို့ကိုဖြောင့်မတ်စေဖို့ရန်ဖြစ်တယ်ဒါဟာဖျားသခင်ကိုအဖလို့ခေါ်ခွင့်ရစေတာဖြစ်ပါတယ်သခင်ယေရှုကအမှုပြီးပြီလို့အော်ဟစ်တဲ့အခါအရာအလုံးဟာပြည့်စုံသွားခဲ့တာဖြစ်ပါတယ်သခင်ယေရှုအသက်မထွက်ခင်မှာသမိုင်းတစ်လျှောက်လုံးမှာအရေးကြီးဆုံးတစ်ခုကိုထုတ်ဖော်ကြေညာခဲ့ပါတယ်အဲ့ဒါကအမှုပြီးပြီဆိုတဲ့စကားပဲဖြစ်ပါတယ်အမှုပြီးပြီဆိုတဲ့စကားဟာဂရိဘာသာနဲ့ Tetelestai ဆိုတဲ့စကားလုံးကနေလာတာဖြစ်တယ်ပြီးတော့ Tetelestai ဆိုတဲ့စကားလုံးဟာပြည့်စုံပြီးယူဆောင်ခဲ့ပြီးပြည့်မြောက်ပြီလို့ဆိုလိုတာဖြစ်တယ်သခင်ယေရှုကပရောဖက်ပြုချက်တွေကိုပြည့်စုံစေခဲ့ပြီးဖျားသခင်ရဲ့ပြည့်ညတ်ချက်တွေအားဖြင့်တောင်းဆိုမှုတွေကိုသူကယူဆောင်သွားပါပြီသူ့ရဲ့အဖခမည်းတော်စေခိုင်းခဲ့တဲ့အလုပ်ကိုသူကလုံးဝပြီးမြောက်စွာလုပ်ခဲ့ပြီးပါပြီတကယ်ပဲအမှုပြီးပါပြီTetelestaiဆိုတာဟာပေးဆက်ခဲ့ပြီလို့လဲဆိုလိုပါတယ်ဒီရှုထောင့်ရပြောရမယ်ဆိုရင်ဘယ်လိုနေရာမှာသုံးကလဲဆိုတော့တင်ရှိနေတဲ့အကျွေးတွေကိုလုံးဝပေးဆက်ပြီးတဲ့အခါTetelestaiလို့ပြောတာဖြစ်ပါတယ်တွေ့လားတင်တဲ့ကျွန်ုပ်မှလည်းမဖြစ်မနေပေးဆက်เสียအကျွေးတစ်ခုရှိနေပါတယ်ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ဟာအပြစ်သားတွေပါအပြစ်အတွက်ပေးဆက်မှုမှာသေခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့သခင်ယေရှုကကျွန်တော်တို့ကိုယ်စားထိုအကျွေးကိုပေးဆက်လိုက်ပါပြီလက်ဝါးကပ်တိုင်ပေါ်မှာကျွန်တော်တို့ရဲ့အပြစ်အတွက်သူလုံးလုံးပေးဆက်ခဲ့ပါပြီတင်နဲ့ကျွန်ုပ်အတွက်နောက်ထပ်ပေးဆက်เสียနောက်ထပ်စီရင်မှုတွေမရှိတော့သလိုကျွန်တော်တို့ရဲ့အပြစ်ခွင့်လို့ချင်းခံရဖို့ရန်နောက်ထပ်ရစ်ပူဇော်เสียလဲမလိုတော့ပါအဲ့ဒီအတွက်တကယ်ပဲအမှုပြီးသွားပါပြီသခင်ယေရှုကခြေထိလက်စတိုင်လို့အော်ရဲလိုက်တဲ့အချိန်မှာဗိမာန်တော်ထဲမှာထူးထူးခြားခြားဖြစ်ပျက်ခဲ့တာရှိပါတယ်သတိပြုစေလိုတာကတဲတော်ထဲမှာလိုပဲဗိမာန်တော်ထဲမှာလည်းတန်ရှင်းရအခန်းနဲ့အတန်ရှင်းဆုံးအခန်းကိုထူတဲ့ကလေးကာနဲ့ကာယံထားပါတယ်ကလေးကာရဲ့နောက်ွယ်ဘုရားသခင်ရဲ့မျက်မှောက်တော်မှာဘယ်သူမှသွားလာခွင့်မရှိဘူးသွားရင်တော့သေရမှာဖြစ်တယ်ဒီကလေးကာဆိုရင်တန်ရှင်းတဲ့ဘုရားသခင်နဲ့အပြစ်ရှိတဲ့လူသားတွေကိုခြားနာထားတာဖြစ်ပါတယ်တနေ့မှတစ်ချိန်သာအပြစ်ဖြေရာနေ့မှာတယောက်သောသူသားလင်ကလေးကာရဲ့နောက်ွယ်ကဘုရားသခင်ရဲ့မျက်မှောက်တော်ကိုချင်းကပ်ရပါတယ်အဲ့ဒီနေ့မှာယစ်ပရောဟိတ်မင်းကရစ်ကောင်ရဲ့အသွေးကိုယူဆောင်ကပူဇော်ရပါတယ်ဒီလိုနည်းနဲ့လူတွေရဲ့အပြစ်ကိုဖြေခဲ့ရပါတယ်ဒီလိုလုပ်တဲ့အခါဘုရားသခင်ရဲ့အပြစ်စီရင်မှုကိုလူတွေစီကနေယာယီရုပ်သိမ်းပေးလိုက်ပါတယ်လက်ဝါးကပ်တိုင်ပေါ်မှာသခင်ယေရှုကထေလက်စတိုင်အမှုပြီးပြီလို့အော်ဟစ်တဲ့အခါဗိမာန်တော်၏ကလကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်စုပ်ကွဲလေ၏ဖျားသခင်ရဲ့သိုးသငယ်ဖြစ်တဲ့သခင်ယေရှုရဲ့အသွေးတော်ဟာဒီလောကရဲ့အပြစ်တွေအတွက်သွန်းလောင်းခဲ့ရတယ်ဒါဟာနောက်ဆုံးသောရစ်ပူဇော်ခြင်းပါပဲဒီရစ်ပူဇော်ခြင်းဟာယာယီအပြစ်ဖြေဖို့မဟုတ်ပါအားလုံးအတွက်တစ်ချိန်တည်းနဲ့အပြည့်အပြည့်ဖြေတာဖြစ်တယ်ဖျားသခင်ရဲ့စီရင်မှုကိုလည်းကျွန်တော်တို့စီကရုပ်သိမ်းလိုက်ပါပြီလူသားနဲ့ဖျားသခင်ကြားမှာခြားနားထားတဲ့ကလက်ကဟာအထက်အောက်နှစ်ချမ်းခွဲရခြင်းမှာသခင်ယေရှုရဲ့ရစ်ပူဇော်မှုကြောင့်သင်နဲ့ကျွန်ုပ်ကဲသို့သောအပြစ်သားတွေဟာအလွန်တန်ရှင်းမြင့်မြတ်တဲ့ဘုရားသခင်စီကိုချင်းကပ်ဝင်ရောက်နိုင်ပြီဆိုတဲ့သဘောတက်ရောက်တာဖြစ်ပါတယ်ဥပုံနဲ့မရောက်ခင်လက်ဝါးကပ်တိုင်ပေါ်မှာချိတ်ဆွဲထားတဲ့သူတွေကိုဖြုတ်ချဖို့လိုတာကြောင့်သူတို့ရဲ့ခြေထောက်တွေကိုရိုက်ချိုးဖို့စစ်သားတွေကိုအမိန့်ပေးခဲ့တယ်သခင်ယေရှုရဲ့တပည့်တော်ယောဟန်ကလည်းကားရိုင်ချင်းမှာရပ်နေခဲ့ပါတယ်မျက်မြင်သက်သေတဦးအနေနဲ့သူမှတ်တမ်းတင်ထားတာကယေရှုထံသို့ရောက်၍အသက်မရှိကြောင်းကိုမြင်လင်ခြေကိုမချိုးပဲစစ်သူရဲ့တယောက်သည်နဘေးတော်ကိုလှန်နှင့်ထိုးပေါက်၍သွေးနှင့်ရည်သည်ချက်ချင်းထွက်လာ၏သခင်ယေရှုသေသွားတဲ့အခါသူ့ရဲ့အဆုပ်နဲ့နှလုံးမှာပတ်ပတ်လေဖုံးနေတဲ့အမြေးပါးကနေအရည်တွေစိတ်ထွက်လာခဲ့တယ်စစ်သားကသူ့ရဲ့လန်တန်နဲ့သခင်ယေရှုရဲ့နဘေးတော်ကိုထိုးလိုက်တဲ့အခါထိုအမြေးပါးတွေထိစူးဝင်သွားတာကြောင့်သွေးနဲ့ရည်တွေကိုထွက်လာစေတာဖြစ်ပါတယ်ဆေးဆရာဝန်ဖြစ်တဲ့အလက်ဆန္ဒာမေသရီရဲ့ဖော်ပြချက်အရသခင်ယေရှုတည်သွားတယ်ဆိုတာကိုဘာတန်တရားမှဝင်နေစရာမလိုအပ်ပါဘူးသခင်ယေရှုသေသွားပြီးနောက်လိုက်တော်တဦးဖြစ်တဲ့ယောသပ်ဟာနီကောဒေနဲ့အတူပိလတ်မင်းစီကခွင့်ပြုချက်ရယူကအလောင်းတော်ကိုယူဆောင်သွားခဲ့ပါတယ်ရှင်မာကုအခန်းကြီး15မှာသူတို့ကကိုယ်တော်ကိုချ၍မိမိဝယ်ခဲ့သောပိတ်ချောနှင့်ပတ်ရစ်ပြီးလင်ကြောက်နိုင်ထွင်သောသင်္ချိုင်းတွင်မှထား၍တွင်အဝ၌ကြောက်ကိုလှိမ့်ထားလေ၏မာခဒလမာရိယောသေ၏အမိဖြစ်သောမာရိတို့သည်အလောင်းတော်ထားရာအရက်ကိုကြည့်ရှုကြ၏ခုနှစ်ရက်တွင်ပထမနေ့ရဲ့အာယုံတက်သောအချိန်၌
ထိုမိန်းမတို့သည်အခြားသောမိန်းမတို့နှင့်တကွမိမိတို့ပြင်ဆင်သောနန္တာမျိုးကိုဆောင်လျက်တင်းញိုင်းတော်သို့သွားကြ၏ရောက်သောအခါတွင်းဝ၌ပိတ်သောကြောက်သည်လိမ့်လန်လျက်ရှိသည်ကိုတွေ့မြင်၍အတွင်းသို့ဝင်သောသခင်ယေရှု၏အလောင်းတော်ကိုမတွေ့ကြထိုအကြောင်းကြောင့်သူတို့သည်တွေးတောသောစိတ်ရှိစဉ်တွင်လူနှစ်ယောက်တို့သည်ပြိုးပြိုးပြက်ပြက်သောအဝတ်ကိုဝတ်ဆင်လျက်ပေါ်လာ၏ထိုသူတို့ကသင်တို့သည်အသေးကောင်ရှိရာအရ၌အသက်ရှင်သောသူကိုအဘဲကြောင့်ရှာကြသနည်းသူသည်ဤရ၌မရှိထမြောက်တော်မူပြီယောမအခန်းကြီး1အငယ်လေးမှာပြောတာကငါတို့သခင်ယေရှုခရစ်သည်တေခြင်းမှထမြောက်ခြင်းအဖြစ်တကိုးနှင့်တကွဖျားသခင်၏သားတော်ဖြစ်ကြောင်းကိုကြေညာခံခဲ့ရသည်သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်သူဟာဖျားသခင်ရဲ့သားတော်မေရှိယဖြစ်ကြောင်းသက်သေထူးနေတယ်ဒီထမြောက်ခြင်းအဖြစ်တေခြင်းတရားကိုသူအောင်မြင်ကြောင်းသက်သေထူးနေတာလည်းဖြစ်တယ်ရှင်ယောဟန်အခန်းကြီး7အခန်းငယ်25မှာယေရှုပြောတာကငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည်သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်သူကလူသားတွေမျှော်လင့်တောင်းတနေတဲ့အရာတမလွန်ဘဝမှာထာဝရအသက်အာမခံချက်ကိုပေးနိုင်ခဲ့ပါပြီနောက်ဆုံးမှာတော့သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းဟာဘုရားသခင်ရဲ့အပြစ်မဲ့သိုးပငယ်ရစ်ပူဇော်မှုကိုဘုရားသခင်ကလက်ခံခဲ့ကြောင်းသက်သေထူနေတာပဲဖြစ်ပါတယ်အမှုပြီးပါပြီဒီဒီလက်စတိုင်းဘာရဘဆိုသူကအပြစ်ရှိတဲ့သူအပြစ်စီရင်ခြင်းကိုခံထိုက်တဲ့သူပါသခင်ယေရှုကတော့အပြစ်မဲ့တဲ့သူစီရင်ခြင်းမှကင်းလွတ်ထိုက်တဲ့သူဖြစ်တယ်ဒါပေမဲ့ဘာရဘကိုလွတ်ပေးပြီးသခင်ယေရှုကိုကြတော့ပြင်းပြင်းထန်ထန်ရိုက်နှက်ခါကားစဉ်တင်တတ်ခဲ့ကြပါတယ်သတိပြုပါဘာရဘဟာတင့်ကိုပုံဆောင်နေတာဖြစ်တယ်တင်လဲပဲဖျားသခင်ရှေ့မှာအပြစ်ရှိတဲ့သူအပြစ်စီရင်ခံထိုက်တဲ့သူဖြစ်တယ်ဒါပေမဲ့တင့်ကိုလွတ်မြောက်စေဖို့ရန်ဖျားသခင်ကသူ့ရဲ့အပြစ်မဲ့တဲ့သားတော်ကိုတင့်ကိုစားအပြစ်စီရင်ခဲ့တယ်အပြစ်အတွက်ပြီးဆက်ရမှာကသေခြင်းပဲဖြစ်ပါတယ်ဖျားသခင်ကကျွန်တော်တို့ရဲ့အပြစ်ကိုယူဆောင်ကားတိုင်ထက်ကသခင်ယေရှုရဲ့အပေါ်မှာတင်ခဲ့တယ်ဖျားသခင်ရဲ့အမျက်တော်ကိုသခင်ယေရှုအပေါ်မှာသွန်းလောင်းကစီရင်ခဲ့ခြင်းဖြစ်တယ်သခင်ယေရှုအသက်မထွက်ခင်လေးမှာအမှုပြီးပြီလို့ဆိုတဲ့ထေထေးလက်စတိုင်းကိုအော်ဟစ်ခဲ့တယ်သင်ရဲ့အပြစ်အတွက်ပေးဆက်ရန်လိုအပ်သမျှအရာအလုံးကိုသခင်ယေရှုကပေးဆက်ခဲ့ပြီးပါပြီဆိုလိုတာကဒီအတွက်သင်ဘာမှလုပ်စရာမရှိတော့ပါဘူးသင်ဟာနောက်ထပ်ရစ်ပူဇော်စရာလဲမလိုအပ်တော့ပါအပြစ်ရဲ့အခါအတွက်ကောင်းမှုကုသိုလ်နဲ့ပေးဆက်လို့မရပါသခင်ယေရှုကသင်ရဲ့အပြစ်အတွက်စုံလင်စွာပေးဆက်ခဲ့ပြီးပါပြီဗိမာန်တော်ထဲကကလက်ကဟာအတန်ရှင်းဆုံးအခန်းထဲသို့လူတိုင်းမဝင်ရောက်နိုင်အောင်တားဆီးခဲ့ပါတယ်တနေ့မှာတစ်ချိန်သာတစုံတဦးကထိုကလက်ကာကိုကြော်လွန်ကဖျားသခင်ရဲ့မျက်မှောက်တော်သို့ဝင်ရောက်ခွင့်ရခဲ့တယ်ဒါပေမဲ့သခင်ယေရှုကထေထေးလက်စတိုင်းလိုအော်ဟစ်လိုက်ချိန်မှာလူသားနဲ့ဖျားသခင်ကိုခြားနားထားတဲ့ထိုကလက်ကဟာထက်ချမ်းကွဲသွားခဲ့တယ်ဒါဟာသခင်ယေရှုရဲ့ရစ်ပူဇော်မှုကြောင့်ဖျားသခင်ရဲ့ရှေ့တော်မောက်ကိုလူတိုင်းသွားနိုင်ပြီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်သခင်ယေရှုတရားဟောပြောနေစဉ်မှာသူ့ရဲ့အခွင့်အာဏာဘယ်ကလာတယ်ဆိုတာကိုသက်သေထူရန်သူ့ကိုစန့်ကျင်တဲ့သူတွေကနမိတ်လက္ခဏာပြပါလို့တောင်းဆိုခဲ့တယ်။သခင်ယေရှုကသူ့အဘယ်သူဖြစ်ကြောင်းကိုသက်သေထူတဲ့နမိတ်လက္ခဏာအနေနဲ့သူဟာအသက်ခံရပြီး3ရက်မြောက်နေ့မှာသေခြင်းကနေတဖန်ရှင်ပြန်ထမြောက်လိမ့်မယ်လို့ပြောပြခဲ့ပါတယ်
သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်သူဘယ်သူဖြစ်ကြောင်းအရင်ကပြောခဲ့တယ်လို့သူဟာဘုရားသခင်ရဲ့သားတော်မေရှိယဖြစ်ကြောင်းတတ်သိထူနေပါတယ်ဒီရှင်ပြန်ထမြောက်ခြင်းအဖြစ်သခင်ယေရှုရဲ့စကားဟာယုံကြည်ကိုးစားထိုက်ကြောင်းသူကထာဝရအသက်ကိုအမှန်ပေးနိုင်ကြောင်းညွှန်ပြနေပါတယ်